2020ခုမှာ Soyam Heighten နဲ့ Mecha Anime Series တစ်ခုလာဖို့ရှိပါတယ်အဲ့ဒါကတော့ Gundam ပါ Gundam 希望の光Gundam 未来を目指すGundam ကဘာလဲဆိုတာသိကြတယ်နော်ကျွန်တော်ရဲ့ဒီ part 1နဲ့ part 2 video မှာကျွန်တော်အကြမ်းမြင်ရှင်းပြထားပါတယ်ကျွန်တော်လိုမျိုး Gundam crazy တွေအတွက်ဒီ2020ခုဘာလို့အရင်ဆိုင်နေရလဲဆိုရင် Gundam series တစ်ခုလာမှာမလို့ပါ New Rebooted Universe ဆိုပြီးကြီးညာထားတာဆိုတော့ဒီ UC timeline လိုမျိုး original series ပြီးတာနဲ့ sequel တွေ spin-off တွေအများကြီးနဲ့ white story တွားမလားဆိုတာတော့သူတို့ရဲ့အယုတ်ရောင်းအပေါ်မှာပဲမူတည်ပါပဲဒါကြောင့်အဲ့ဒီ series ထွက်လာပြီဆိုရင် Gundam များများပြီးဝယ်ကြပါepisode 50အနေနဲ့လာမလားဒါမှမဟုတ်ဒီနေ့ခေတ် anime format တွေအတိုင်းစနစ်ပိုင်းနဲ့ season တစ်ခုစာတွားမလားဆိုတာတော့သိချာမသိရသေးပေမဲ့ Iron Blooded လိုမျိုး24 episodes per season အနေနဲ့လည်း50 episode လဲတွားရင်တွားနိုင်ပါတယ်ပြီးတော့ trailer မှာနောက်ဆုံးမြင်လိုက်ရတဲ့ဒီ Gundam design နဲ့ poster ကြီးရတယ်လုံးဝ Gundam Double O က ACL လက်ပြတ်သွားတာတော့မှကျမ်းပြတဲ့စိတ်ကြီးတော့မှတွားပြီးတတိယသွားစေရပြသေးလားဒီတော့တေချာပေါက်ရှောင်းတဲ့ဆက်ဆံမတွားဘဲနဲ့ IPO လိုမျိုး mature team ဖြစ်မဲ့ပုံစံမျိုးလို့ခံမရတယ်ပေါ့နော် story ကလည်းလူသားတွေကနေတခြား galaxy ကနေရလာတဲ့ alien technology ကြောင့်ကမ္ဘာကိုစွန့်ခွာပြီးတော့ space မှာနေရတဲ့ post apocalypse team ကိုအခြေခံထားတဲ့အတွက်ကြောင့်မို့လို့ပုံမှန် Gundam series တွေလိုမျိုး Mecha vs Mecha ဆိုတာထက်ဒီကျွန်တော်တို့ရဲ့ Pacific Rim လိုမျိုး Mecha vs Monster type တွားဖို့များနေပါတယ်ပြီးတဲ့အတိုင်းက Gundam ရဲ့တကယ်အနှစ်သာရကဒီ human emotions တွေတစ်ဖက်ရဲ့အမြင်နဲ့ကျန်တစ်ဖက်ရဲ့အမြင်တွေမတူကြတော့ conflict တွေဖြစ်ဝါးတွေဖြစ်ရတာကြည်ရတဲ့အရာတာတကယ်လုံးဝ Gundam ရဲ့ရတာပါပြောပဲဆိုရင်များသေးတယ်အခု target မြ Gundam series တွေအားလုံး human vs human တွေပါပဲဒါပေမဲ့ trailer ရဲ့ဒီနေရာမှာဆိုရင် beast ကြီးကိုတော့မှကျွန်တော်တို့မြင်လိုက်ရတာဆိုတော့သိကြပါတယ် Pacific Rim လိုမျိုးပထမဆုံး Gundam vs Monster series ဖြစ်မှာပါ Gundam vs Monster ဆိုလို့ Gundam Rogue Orbit ဆိုပြီးတော့နောက်ထပ် game project တစ်ခုလည်းသူတို့ကြီးညာထားပါသေးတယ် trailer ကြည့်လာတဲ့တင်တော့အားလုံးကတော့သိကြနေပါပြီဒါ Gundam vs Monster ပါပဲစိတ်မကောင်းစရာတွေတစ်ခုပြောချင်တာပါလဲဆိုတော့ဒီ game ကဖုန်းနဲ့ဆော့လို့မရပါဘူးတင်ကောင်းတော့ဒီ Gundam series တွေကိုမြန်မာစာရင်းထုံးနဲ့ကြည့်ကျင်နေဆိုရင်ဒီ Pirate Anime မြန်မာအတူမဟုတ် Telegram မှာ @blogger ဆိုပြီးရိုက်ရှာပြီးတော့ဒီအကိုစီမှာ page channel ဝင်ပြီးတော့တွားရကြည့်ရှုနိုင်ပါတယ်ဒီအခုထွက်လာမယ့် anime ရဲ့ director ကလည်းဒီ Ghost in the Shell တို့ Napping Princess တို့လိုမျိုး anime တွေရဲ့ director ဆိုတော့ကောင်းမယ်လို့တော့မျှော်လင့်ရတာပေါ့နော်လူမလိုမျှော်လင့်ချက်တွေကိုရိုက်မချိုးတတ်ဘူးဆိုရင်ပေါ့ဒါပါဒါကတော့2020ရဲ့ Gundam project တွေပါ Okay everyone never stop trying never stop learning and never stop dreaming This is out